ဒုတိချစ်မိတ်ဆွေပေါင်းတို့မင်္ဂလာပါခင်ဗျာ 3D တွေကိုမတင်သေးခင်မိတ်ဆွေတို့အတွက်အပျော်သဘောမဟုတ်တဲ့ကဏ္ဍလေးတွေနဲ့တင်ပေးပါပါနော်နိုဝင်ဘာလရဲ့လပဆုံးရက်တွေမှာအကောင်းဆုံးကဏ္ဍတွေကိုမိတ်ဆွေသင်အမြဲတမ်းရနေခြင်းနဲ့ဆိုလို့ရှိရင်တော့ subscribe လေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးမှာပါဝင်ပေးနိုင်ပါတယ်ကျွန်တော်ဒီတစ်ပတ်အနေနဲ့ကတော့နော်ဒီ2025 17လပိုင်း3ရက်နေ့ကနေပြီးတော့17လပိုင်း3ရက်တနင်္လာနေ့ကနေပြီးတော့2025 17လပိုင်း9ရက်နေ့အထိ9ရက်နေ့အထိဒီပေါ့နော်ရက်9ရက်အတော်တွင်ပေါ့နော်ဒီ123 channel ရဲ့ဟိုပေးဝေငှတဲ့ကဏ္ဍလေးတွေကိုကျွန်တော်ပြောပြပေးတော့မှာပါနော်ဒီကဏ္ဍလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။နောက်အဲ့တော့ကျွန်တော်ဒီတစ်ပတ်အနေနဲ့ကျွန်တော်ဒီပေါ့နော်ဒီရွေးချယ်ထားတဲ့အထက်မှာအခွေအနေနဲ့ဆိုလို့ရှိရင်ခွန်4 9 3ညအခွေဟာယခုတစ်ပတ်တော်တွင်မှာခွေးပြီးတော့ကစားသွားမဲ့ကဏ္ဍလေးပါအခွေကတော့ခွန်4 9 3ညဖြစ်ပါတယ်နော်ပတ်တိအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့3ည5ကိုပတ်ပေးပါပတ်တိအနေနဲ့ရွေးချယ်နိုင်ပါတယ်ဒီလိုပဲကျွန်တော်တို့ break အနေနဲ့ကျွန်တော်ဒီဘက်တွေအကောင်းဆုံးရွေးချယ်ထားတဲ့ break ကတော့အများကြီးတွေကနေပြီးတော့အကောင်းဆုံးရွေးချယ်ထားတဲ့ break ကတော့ဟို1 break ဖြစ်ပါတယ်နော်1 break ဖြစ်ပြီးတော့ဒီဘက်တော့တွင်3ရက်နေ့ကနေပြီးတော့9ရက်နေ့အထိမွေးရမယ်ကဏ္ဍလေးက3 4 2 5 တင်ငါ3ည3ည2 6 1 6 2 9တို့ပဲဖြစ်ပါတယ်เนาะဒီ3ရက်နေ့ကနေပြီးတော့9ရက်နေ့အထိမွေးရမယ့်ကဏ္ဍလေးတွေကတော့3 4 2 5 1 5 3ည3ည2 6ဆိုတဲ့ကဏ္ဍလေးတွေပါ1 6 2 9ကိုတော့ပါဝါအဖြစ်နဲ့မွေးနိုင်ပါတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ဒီဘက်တို့မှာပြန်ကြားကဏ္ဍလေးတွေကပြောမယ်ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့အပေါ်ဘယ်မှာထည့်ထားတဲ့ကဏ္ဍတွေကနေပြီးတော့နှစ်ရှိထိပြီးတော့ပြန်ကြားကဏ္ဍတွေရှိပါတယ်နှစ်ရှိထိပြီးတော့အပေါ်မှာပေါ့နော်အပေါ်ပြီးခဲ့တဲ့ဘက်မှာထွက်ထားတဲ့ကဏ္ဍတွေကနှစ်ရှိထိပြီးတော့ပြန်ကြားကဏ္ဍရှိပါတယ်အဲဒီကဏ္ဍတွေကဆိုလို့ရှိရင်20နှစ်1နှစ်နှစ်8 9ဆိုတဲ့ကဏ္ဍလေး9ခွက်ပဲဖြစ်ပါလိမ့်မယ်အဲဒီတော့နှစ်ရှိထိတဲ့ပြန်ကြားကဏ္ဍလို့ဒါကျွန်တော်ရွေးချယ်ပေးထားတာပါအထူးရှယ်မွေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့65နဲ့10နှစ်ကွက်ပါပဲ65နဲ့20တကွက်ကိုတော့နှစ်ကွက်လုံးထွက်ဖို့ရှိပါတယ်ဒါကတော့မိတ်ဆွေတို့သဘောကျသလိုမွေးနိုင်ပါတယ်เนาะအဲ့တော့ 3D ကိုမစခင်မှာ 2D အနေနဲ့မိတ်ဆွေတို့အတွက်ကစားနိုင်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ပေးသွားခဲ့တာပါစေရနာကဏ္ဍလေးတွေဖြစ်တဲ့လေအောင်မို့တပြားငွေကြေးတစ်ချက်မှမပါပါဘူးအကယ်၍များအကျိုးရှိခဲ့မယ်ဆိုလို့ရှိရင်တော့တုံ့ပြန်ကျေးဇူးပြန်လဲဝင်ငှခြင်းလို့ရှိရင်တော့လေမငြင်းဘူးပေါ့ဗျာโอเคအားလုံးအဆင်ပြေကြပါစေမင်္ဂလာပါ 3D နဲ့ပတ်သက်ပြီးတော့တင်ပေးနေတဲ့ကဏ္ဍတွေကိုကျွန်တော်လက်ရှိ123 channel ရတယ်မကဘဲနဲ့3D တောင်ပေါ်စေဒီဒုံကစားတဲ့ channel မှာလည်းပဲတွားဖို့ကြည့်နေပါတယ်အဲ့ဒါကိုရှာမယ်ဆိုရင်@aa f7 dead f7w ကိုရိုက်နှိပ်ပြီးတော့ရှာပြီးတော့ YouTube မှာရှာပြီးတော့ရွေးချယ်လိုက်ပါโอเคမင်္ဂလာပါခင်ဗျာ